က
နိုင်ငံတော်ဩဝါဒစရိယာသည်85နှစ်ပြည့်မွေးနေ့မိဇာရမင်္ဂလာစေတုတွင်ပွဲတော်ပရမညာအတူတရားပွဲအစီအစဉ်မှာအားလုံးသောတရားချစ်ခင်ဓမ္မမိတ်ဆွေတို့တော်စင်များမှာအသီးသီးများရှိပြီးရှင်တော်ဓမ္မပရိကဆရာတော်ဘုရားတည်လည်းဓမ္မသနာပြေပေါ်တို့ရောက်ရှိတဲ့နေ့လုံးနေတော်မူဖြစ်ပါသည်အားလုံးသောဓမ္မမိတ်ဆွေတို့တော်စင်တော်တို့နဲ့ဝါကြွားရကြတော်ဘုရားများအားလုံးဓမ္မတမင်ကိုစတင်ပြုနိုင်ရတဲ့ဆရာတော်များစွာဖြစ်နမောတတသုံးကျင်ယေရှုဘုရားတော်ကြပါစို့ခင်ဗျာวิธีตั้งออกมาอูได้เลยตั้งอาชีพในช่วยเวลาที่ออกมาอูก็ส่งได้เด็ดเพราะอะไรเหยียบใหญ่เหยียบยะถาโสกัมมังกโรปะโตเตพุทธวิมัยยองตาปริกัมมังทุกจันทร์ธรรมสมังสิอิมังนังสกัมเวทินาโนสาธุสาธุสาธุอาลุเดียชิเคนบุรุษเสียปานุญาตระหนักตรงมาอิงอาบานิพิสุโนดอตีลารุเมกุขันยุนายาด้วยโอกาสกระโดดสุบสิญิญญาพยาพยาชิคุโกโยภูมิยอมาโชกระโดดจาสุกญาโอกาสโอกาสโอกาสกายกาวสีกามโนกาตปะโตตาคติโนภิตุกุยัมภาสิชิอจุงาปัญชมาดุติยาตติยาตเจนเจตุติญาภาพยาเยนะพยาเยนะตายาเยนะเยนะยัตโตมาตุปุเอโยอันติอเลอัญญาและสมุยชิโกอุโสภูมิยมาโชกะโรบาหิชิมยาชันจิตเนี่ยเรื่องอยู่ตาตนาบุคุลเดโดสานเทนได้ชีประธานนายการจิตองตัวนายดอโอรัสเลียเอกามาบาลิดาเอกามาตรมาโซรกะเดสเอกามาคันดาวาสกับันิดาทิวิโรชินဒေါက်တာပညာနန္ဒဆရာတော်ဘုရားကြီးမွေးနေ့စင်သူမွေးနေ့အကြောင်းပြုပြီးပြုအပ်သောအာစရိယပူဇာဆရာပူဇော်ပွဲ၌ကျွာလာချကုန်သောတရားနာပိဋကများအားလုံးဘုရားမြတ်စွာဘုရားယတနာတရားမြတ်စွာဘုရားယတနာသံဃာမြတ်စွာဘုရားယတနာယန္နာမြတ်သောမှာမိဘဆရာသမားတို့ကို
အယုကတိလေးမြတ်လက်ဆုံးငွေရှိခိုးပူဇော်ဖူးမြုံမှန်လျှော်အချင်းချင်းကြောလက်ချသောတေကိစ္စခါရဝပုစမုဒ္ဒပနမမဟာကုသိုလ်ခံစေတနာအောင်တို့ကြောင့်သောင်းထေသီလဌာနစာကိပါရမီကုသိုလ်အညွှန်းပဲယခုဘဝမှာမိမိကောင်းကျိုးများကောင်းကျိုးတို့၏တေဘုဆောင်ရနိုင်ကြောင်းအချင်းကောင်းဖြစ်သောအလေလတ်လန်းစဉ်ဒီစိမပြုရန်တရားတော်များကိုလင်းမြန်စွာလေကူစတိရောက်စွာကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြသောတပည့်ကောင်းပါမရှင်များဖြစ်ကြပါစေ PS နဲ့ပြည့်စုံရပါစေဗျာအာလုံးသောတရားနာမိတ်ကပေါင်းလို့ဗျာတရဏဂုံ၃ပါးအင်္ဂါ၅ပါးနဲ့ပြည့်စုံတော်မူသောဒီလတော်များကိုခံယူကြပါစို့ဗျာအာမန္တိတိတနိနာတဟယေသဖိယနမယသာမိအနုဌာနတဝါဒီယံနေချမေနံနေဒုတိယမိအာမန္တိတိတနိနာတဟယေသဖိယနမယသာမိအနုဌာနတဝါဒီယံနေချမေနံနေတတိယမိအာမန္တိတိတနိနာတဟယေသဖိယနမယသာမိအနုဌာနတဝါဒီယံနေချမေနံနေ ယမဝတ္တကိတံဝတိတံ အာမအန္တိ နမောတတံဘဂဝတောအရဟံသမ္မာသမ္ဗုဒ္ဓံ နမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအာရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဘုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိ ဘုရားသရဏဂေသာမိဓမ္မံသရဏဂေသာမိသံဃံသရဏဂေသာမိ ဒုတိယမိဘုဒ္ဓံတရဏံကိသာမိဒုတိယမိဓမ္မံတရဏံကိသာမိဒုတိယမိသံဃံတရဏံကိသာမိ ဒုတိယမိဘုရားသရဏဂေသာမိဒုတိယမိဓမ္မံသရဏဂေသာမိဒုတိယမိသံဃံသရဏဂေသာမိ တတိယမိဘုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိသာတိယမိသံဃံတရဏံကိသာမိ တတိယမိဘုရားသရဏဂေသာမိတတိယမိဓမ္မံသရဏဂေသာမိတတိယမိသံဃံသရဏဂေသာမိ ဣတရဏကမနံသံဘောနံ အာမပတိ အာနာတိပါဒံဝေရမဏိတေကအာပဒံသမာဓိယာမိ ဘာနာတိပါဒဝေရမဏိတိကာပတ္တ
ပဒါနံဓမ္မဒါနံစိနာတိတပ္ပဒါနံအလုံးစုံရှိသည်မြတ်ဒါနလူမြတ်တွင်ဓမ္မဒါနံတတဝါခတိအပူမြေဖို့စောင့်တည်ညွန်ပြတရားမေလူရှင်ဤစိနာတိအမြတ်ဆုံးဖြစ်ပေ၏ဉာဏ်ကံပါတိဒါရှိသည်နှင့်ဤဗန္တိတရားမဲ့ခင်ဖောင်းမီဆင်၍ဝိမြင့်နှမြတာဝကကိုကေမယံမြောဆရာတော်ရှင်သူမြတ်ကြီးဘုရားမေဘုထုဇင်တလေးဝိမပြေတဏှာလေး၍ဘဝတပိယောမလူအားဓမ္မစီဝေထိန်တရှိခြင်းနှင့်ခပ်ပင်ဒုက္ခဘေးကင်းရာဟုလမ်းမညွန်ပြဒါနသီလတမထကို၎င်းဒုမတပြာတတ္တလောကဘောဂါဒတွင်ဘဝရလာသူငါတို့မမျောကဘေးပြုံးနေဖြင့်ဒီဝဲဝင်၌ဘလောစာနိုင်ဒီဘေးအပိတိုင်းဝိစီဖို့မကင်ညာဝေဒုက္ခမြင်၍အင်းစင်သမုဒိယနိရောဓတုဖြစ်ချောင်းဤကံတရားမြတ်နမကံကိုယုတ်ဉာဏ်တဘောဉာဏ်စင်တော်၍ရှင်လေးစီပမာတရားမြတ်နမကံကိုသိမီရွှေနာပန်းစင်ထားဖို့ဂယုဏရှိတာမြတ်တာဝါ၍ဉာဏ်ကံပါဠိနာရှိသည်နှင့်ဤဟောပြတော်မူလေပါဆရာသခင်ရှင်သူမြတ်ကြီးဘုရားသာဓုသာဓုသာ ကာသဟောကာသဟောကာသပန္တိဝတိသဝဟောမိမုတေဘုဒ္ဓပေခာနာနောကံတော်သဟောတေဒုသကံเจနောခာတောပံသံဃာဝန္နလောကောအမတံတံတောတံနာသံဃောတံသာသောပုရိယံဒုက္ခမောเจနောပံချမ်းမာယောအမှုမလသပတ္တပယောတိကနောတိကပံသံဃာယံအာယမသံဃာယမဘုဒ္ဓပေသောပရမတ္ထစေဘောလောကောသံဃာဝါကောနိယံယံအာဟောအာပရိသံคืนจิวกุลปัญจยิมหมออาสบายหันของสายเสนาจังหวะยังสองตาสะลึกเขาเวียนมาถึงยืนเบียงออกได้ยืนเบียงก็มีทางมาปันมาปันยืนนั่นจิตโตเจ้าสิเจ้าเอาพระธรรมโอสา ခြေပြီးလို့ရှင်ပဋ္ဌာနာနာဂဆရာဘုရားကြီးဒေါက်တာအဒလပညာနန္ဒအကမပန္တိတမထေရရဲ့မွေးနေ့အာသရိယပူဇာတရားနဲ့ဒီနေ့ညမုဒ္ဒိတာတရားဟောဖို့လည်းတော့တင်ထားပါမုဒ္ဒိတာတရားကိုလက်တွေ့ပို့ပြီးတော့ပူဇော်ပေးသွားပါမယ်။ဒါကြောင့်တရားအဘိဓမ္မာမုဒ္ဒိတာတရားထိုင်ကြမယ်နော်။တရားထိုင်တဲ့ပုံစံမျိုးနဲ့တင်ပြေခွေပြီးတော့ထိုင်ကြပါ။တရားမထိုင်ခင်မှာပရမဆုံးမုဒ္ဒိတာနဲ့ပတ်သက်ပြီးတော့တထာတင်ပေးခြင်းတထာတင်နေဆိုတာ motivation ပေးခြင်းအားရှိ
မုဒိတာဘယ်လိုရေးကြည့်တယ်ဆိုတဲ့ဟာကို American နိုင်ငံ California တက္ကသိုလ် San Francisco campus ကဒီ stress management ဆိုတဲ့ video clip တွေ3မိနစ်လောက်ပဲကြာတယ်အဲ့ဒါလေးအရင်ကြည့်မယ်နော်ဒီ video လေးကတော့ဘာပြောတာလဲဆိုမုဒိတာလုပ်တဲ့ပုဂ္ဂိုလ်ကမုဒိတာစိတ်ရှိတဲ့ပုဂ္ဂိုလ်ကrelaxed and positive state of mind စိတ်က relax ဖြစ်တယ်ပြီးရင် positive ဖြစ်တယ်သူကအဲ့ဒီလိုdescribe လုပ်တာအဲ့ဒီလိုဖွဲ့စည်းထားတယ်မုဒိတာအဲ့ဒီလိုဖြစ်တဲ့ပုဂ္ဂိုလ်ကဘာလို့မှအဲ့လိုဖြစ်အောင်ဆိုဘာလို့မှတော့ဆိုဘဝမှာကောင်းတဲ့အကြောင်းတွေညံ့တွေ့ရမယ်ဘဝမှာစိတ်ညစ်စရာလည်းအများကြီးရှိတယ်စိတ်ချမ်းသာစရာစိတ်ချမ်းသာစရာလည်းအများကြီးရှိတယ်လူအများစုကတော့စိတ်ညစ်စရာကိုပို့ပြီးတော့အချိန်ပေးပါတယ်တနေ့တစ်နေ့မှာတရားနာပေးတတ်တော့ကိုယ်မှလေမူများစွာရှိတယ်ကိုယ်စိတ်ချက်ကိုယ်ကျင့်တဲ့ယာလုံးဖြစ်အကောင်းဆုံးမှုလည်းရှိတယ်အင်္ဂလိပ်လိုဆိုတော့ version လို့ခေါ်တာ the best version အကောင်းဆုံးမှုလည်းရှိတယ်အကောင်းဆုံးမှုဟုတ်ပဲအဲ့ဒီနေ့ရောက်ပြီးတော့90ခိုင်နှုန်း80ခိုင်နှုန်း90 60အဲ့ဒါမျိုးတွေလည်းရှိကိုယ့်ကိုပြန်ပြီးတော့မကြိုက်တယ်ဘူးကိုယ့်ကြောင့်ကိုပြန်ပြီးတော့မတွေ့ကိုယ့်ကိုပြန်ပြီးတော့မချစ်နိုင်ဘူးအားမရဘူးအားမလို့အားမရဖြစ်တယ်အဲ့ဒီမူလည်းရှိတယ်ဒီနေ့မှာမူပေါင်းများစွာရှိတယ်လူတရားပြောင်းအရိယာမဖြစ်သေးဘူးဆိုရင်ဘုဒ္ဓဇင်နေနဲ့ကအဲ့ဒီလိုပုထုဆိုတာကများတာဇဏဆိုတာလူမူများတဲ့လူတဲ့မူကွဲတဲ့များရှိတယ်ဘုဒ္ဓဇင်ဘုဒ္ဓကိုကွဲပြားအနက်ပိုင်းမှာတမျိုးဖြစ်မယ်အာယုမတက်ခင်မှာတမျိုးဖြစ်မယ်မွန်းတဲ့ချိန်မှာတမျိုးဖြစ်မယ်မွန်းလွဲကစားတမျိုးဖြစ်မယ်စိတ်ကအဲ့ဒီလိုဖြစ်နေတာကို psychology မှာ mood swing လို့ခေါ်တယ်mood swing လို့ခေါ်တယ်စိတ်ရဲ့အတက်အကျဖြစ်တယ်ပေါ့စိတ်တက်ကြဖြစ်တယ်အဲ့ဒီလိုစိတ်ကတက်တဲ့အချိန်မှာဆိုဘာသာတက်တာဆိုကိုယ့်အကိုအားရတယ်စိတ်ချတဲ့ချိန်ဆိုဘာသာစိတ်ချတယ်ဆိုကိုယ့်အကိုအားမရတခါကြတော့ဘေးပေါင်းကျုံကြည့်ပြီးတော့ဘေးကလူတွေကိုကိုကသဘောကျလို့အဲ့ဒါစိတ်ကတက်တာသဘောမကျတဲ့အချိန်အားမရတဲ့အချိန်စိတ်ကျတယ်အဲ့ဒါကို mood swing လို့ပြောတယ်ဒါဖြင့်အဲ့ဒီလိုအတက်နဲ့အကျရှိတဲ့အချိန်ကိုကဘယ်ဟာမှပို့ပြီးတော့မှတ်မိလို့အကျကိုမှတ်မိတယ်တဲ့တရားနာပြီးတယ်အိမ်မှာဆိုရင်အမေကသမီးလေးတော်လိုက်တာသားလေးတော်လိုက်တာနေ့တိုင်းချင်းမှတရက်တော့မဆူလိုက်နဲ့အဲ့ဆူတဲ့ဟာပဲမှတ်မိချင်းမနဲ့မှတ်မိလို့ You choose to remember your worst version, not your best. Go ahead. A source of Muhammad. Obiro chimbi. Kauda so chimbi. Bana dulu so kana chande wala ka tharo. A stage show lo ko twi la le. A sura ku ne na so lu a chai so the chinde bo shi men. လူလိုလာပဲကြတဲ့ချင်းတဘောရှိမယ်လူလုံးဝမကြတဲ့ချင်းတဘောရှိဖြစ်တာလူလောကနေထဲမှာလေလူမကြိုက်တဲ့ချင်းတဘောကိုယ်တိုင်လည်းခဏပြန်ဆိုရသူများလည်းပြန်ဆိုစိတ်ဆိုးကိုတွေးလိုက်ရင်စိတ်ဆိုးတဲ့အကြောင်းစိတ်ဆိုးရတဲ့အကြောင်းအဲ့ဒီကြောင့်ဘိုးကလည်းကြံတွေ့တယ်ဒေါသကအဲ့ဒီလိုရေလောင်းခံတဲ့ကစားတော့ခဏခဏရေလောင်းခံတယ်
သူအိမ်ဖြစ်လာတယ်ဒီစိတ်မသူအိမ်မဟုတ်ဘူးသူကအဲ့ဒါပဲကျူးတော်ရှင်ဘုဂုဆရာတော်မြတ်ကြီးတော့တဲ့စကားဆိုရင်အိမ်ကစိတ်အဲ့ဒါစိတ်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ original mind နဲ့ top up mind အဲ့ဒီဟာကိုဒီဟိုတဲ့ရိတ်တာနဲ့မတော်တဲ့စကားဆိုရင်ငကိုစိတ်နဲ့အဖို့စိတ်ငကိုစိတ်ကတော့ဖြူစင်နေတဲ့ကလေးတွေဖြူစင်နေရာသီဥတုပူလို့မိုးမိုးမယ်ရာသီဥတုကောင်းတိုင်းကချက်ချင်းကလေးရပြုတ်နေတယ်တော်ရမှနေတဲ့မြင်းကြပြီမြင်းကြညမဖြစ်တာတော့ဒေတာခံဒရိစံမဟုတ်ဒရိစံဓမ္မပဲရှိတယ်မြင်းကြအဲ့မြင်းကြရဲ့တော့အောင်ဆောင်မဖြစ်ဘူးလေဘိုင်းမနာပစာအိနာမရှိဘူးလေစားတော့ရည်ရတယ် white zebra don't have ulcers ဘာဖြစ်လို့ညင်ကြတယ်ဘာမှဖြစ်တာတော့ဒီဘိုင်းအောင်တာတော့ဂျာမန်လိုက်လို့ထွက်ပြေးတယ်ဆိုတော့အသက်လူပြီးတော့ထွက်ပြေးထွက်မပြေးနိုင်ဘူးဆိုရင်လည်းသူကပြန်ပြီးတော့လိုက်ခဲ့တယ်အဲသူလွတ်သွားပြီအန်ဒရနဲ့လွတ်သွားပြီဆိုရင်အဲ့အန်ဒရကတော့မတွေးတော့ဘယ်ကြားငါဘယ်လိုလာလုပ်တယ်ဘယ်လိုငါဘယ်လိုလာချောင်းနေငါတက်ဖို့လို့ငါအန်ဒရလာလို့မတွေးဘူးလေမတွေးပဲနဲ့မတွေးတဲ့ခါကျတော့သူဘာလုပ်နေချက်ချင်းရေတောင်းနေချက်ချင်းမျက်စားနေလူကြတော့အဲ့လိုမဟုတ်ဘူးတွေးတဲ့အုံနောက်ကတွေးနေရတယ်တွေးတဲ့ခါမှာကျတော့ပဲဘာပဲတွေးတာလို့ဆိုတော့ကိုအကောင်းဆုံးတဲ့ချင်းသူများလည်းကြိုက်ကိုလည်းကြိုက်တဲ့ချင်းအဲ့ဒီချင်းဆိုမဲ့စားသူများမကြိုက်တဲ့ချင်းကိုဆိုတယ်အမေဆိုတာဒီချိန်တော့ပဲဆိုတယ်အာသာတော်ရဲငါတပိတော်ရဲချင်းမွန်းတာမရည်တွက်နိုင်အမေဆိုတာမမေ့နိုင်ဘူးဆရာသမားဆိုတာမမေ့နိုင်အဲ့ဒါကြောင့်မူတိတာအရေးကြီးတယ်အဲ့တော့ balance ဖြစ်အောင်လုပ်ကောင်းတာတွေတွေးလိုက်အဲ့ဒီလိုကောင်းတာတွေးတဲ့ပုဂ္ဂိုလ်သူဘယ်လိုဖြစ်တော့ဆိုတော့ဒီ video clip လေးကြည့်ဒီနည်းလေးနဲ့ပိတ်ထားတယ်ကောင်းအောင်ဒီနည်းလေးကနားလေးThis exercise it can make a big difference for you and your health. Science tells us that when we are in this positive, relaxed state, our stress hormones flow. Good. Mudita Psidachi. When we are in a relaxed and positive state of mind, Sekha Mudita Psidachi, our stress hormones fall. Same which is the hormone in Java. အဲ့ဒီဟော်မုန်းမြင့်တဲ့လူမှာဘာမှမဟုတ်တာလေးနဲ့စိတ်တူတယ်စိတ်ဆိုးတယ်စိတ်ညစ်အဲ့ဒါဟော်မုန်းကိုဖြစ်တာနော် stress hormone cortisol hormone တို့ adrenaline တို့ဒါစေပညာတည်တယ်လို့အဲ့ဒါလေးအားလို့ကြည့်ဖတ်တယ်လို့အဲ့ဒါလေးသိတာနော် anti aging hormone ဒီညာတရားနာမေးတယ်နော်အမျိုးသမီးထုနာ80နဲ့ကျော်တယ်ဒါလေးကောင်းကြည့် anti aging hormone အမြဲတမ်းနှုတ်ပြစေတယ်သူကအိုးနော်အသက်ကြီးတာကိုတော့ရုပ်အိုးစားတာကိုဆန့်ကျင်နေတာဆိုတော့နှုတ်ပြစေတဲ့ဟော်မုန်းပေါ့အဲ့နှုတ်ပြစေတဲ့ဟော်မုန်းက rises နှုတ်ပြစေတဲ့ဟော်မုန်းပို့ပြီးတော့အားကောင်းတာနဲ့တိုးပွားတာနဲ့မုဒိတာလုပ်ရင်နိဗ္ဗာန်ရတာမရတာခဏတာ
တကားလေးလည်းပြောရအောင်မယ်နှုတ်ပြိုတယ်တကားလေးလည်းပဲနှုတ်ပြိုချင်တာပဲအရွယ်နေနေတာပဲတက္ကမိုင်းလေး anti-aging hormone rises နှုတ်ပြိုစီတဲ့ hormone တက်လာဆိုလိုတာကအသက်60နဲ့မတူဘူးလေ2009ခုနှစ်မှာနိုဘယ်ဆုရရှိပါတယ်သူတွေနာတခုရှိလီနာနဲ့လီဆာဆိုတဲ့အမျိုးသမီးနေရာကိုသူတွေနာလောက်တယ်နှစ်ယောက်စလုံးအသက်40နှစ်နှစ်ယောက်စလုံးတယောက်ကိုကလေးနှစ်ယောက်စားရှောက်တယ်နှစ်ယောက်စလုံးအိမ်ထောင်ဖြစ်တယ်အဲ့တော့သူတို့ကလေးကိုသူတို့တယောက်တည်းစားရှောက်ဒါပေမဲ့တယောက်က40နှစ်ဆိုရင်60လောက်ကျန်16နှစ်အိုးရောယောဂအိုးစားယောပါနောက်တရားကြတော့အစိတ်လောက်ပဲထင်ရတယ်40နှစ်ကအစိတ်လောက်ပဲထင်ရတယ်သူမှလည်းပဲကလေးကြီးအောင်ပဲပူပင်ရတာရှိတယ်ဘာဖြစ်လို့သူကြတော့နှုတ်ပြိုနေတာသူတို့ရဲ့ DNA ဓာတ်ခွဲကြည့်ဘာမောက်ကဆရာမကြီး Elizabeth Blackbird ဘာတွေ့တော့စိတ်ချမ်းသာနေတဲ့သူတို့ရဲ့ cell ခေါ်တာ cell အစုံသူရဲ့ technical term ကတော့ telomere အဲ့ဒီ telomere ကအသက်ရှိတယ်စိတ်တူတယ်လို့အဲ့ telomere အသက်တူတယ်အဘိဓမ္မာစကားနဲ့ပြောရင်ဒေါသဖြစ်တဲ့လူကဒေါသကြောင့်ဖြစ်တဲ့သူရဲ့ရုပ်စိတ္တစာရုပ်အသက်တူတယ်အဆိုးမြင်တဲ့လူအသက်တူအကောင်းမြင်တဲ့လူအသက်ရှိဒါနိုဘယ်ဆုရတာလေသူတွေနာတယ်ဒီဟာလည်းအဲ့လိုပြောတာ stress hormones form anti-aging hormone rises The hormone rises. Our immune system is strengthened. Our immune system is strengthened. Who can America and a young Chan, Palauti Eros, Nature, Etonia, Tamida, Namida Ashia, a young Chan. And John Wingaza, take to Jordan at that session. The also the Tibetan, mindfulness of the Tibetan here, Navido, appreciation of quality, Mudina, the also Jarabatin. They made also any Mudida and a chicken Tibetan agent in India. Sound the sound of Namasinde immunity compound, Kokana. At the Malode, Kaledi Temple, Chata at this road, a Luanda and a Salva Semajida and Sakata and Singing flu Nazi Tamsu Piano. Immune system, our immune system is strengthened. And we are triggering our parasympathetic rest and restore response. Parasympathetic system so that not have a lot of loading to a nod, a little need to a nod. The two called Oma Andre Shilo, a bed Shilo Jalayo. But the go seriously, actually, she did that in our total. A
တော့မယ်ဆိုဘယ်နဲ့ချိန်ထုတ်သုံးနိုင်တော့ဆက်တိုက်ဘယ်လောက်ထိထုတ်သုံးနိုင်မထုတ်သုံးနိုင်ပြန်ပြီးတော့အားဖြည့်ရတယ် mobile phone လို့ပဲသုံးပြီးရင်သူ့ကိုပြန်ပြီးတော့အားသွင်းရတယ်ဒီတိုင်းပဲဖုန်းလို့လည်းပဲတနေ့တာလုပ်ပြီးပြီဆိုရင်နားပြီးတော့အင်အားဖြည့်အောင်ပြန်ဖြည့်ရတယ်အဲ့ဒီဟာကိုပဲ rest and restore response ဆိုတာအောက်တော့လည်းရှိတယ်အဲ့ဒီဟာကတဲ့အဲ့ဒီအောက်တော့လည်းရှိတဲ့စနစ်ကတရားထိုင်တဲ့ပုဂ္ဂိုလ်နော်တပ္ပထထိုင်ဝိပဿနာထိုင်ဒီလိုမုဒိတာထိုင်အဲ့လိုထိုင်တဲ့ပုဂ္ဂိုလ်တွေမှာဖြစ်တယ်မဟုတ်ဘူးဆိုရင်ကြားဥထွက်ပြေးတာကြားတော့လွတ်သွားပြီမကြားတော့ဆက်တွေးနေတဲ့ခါကျတော့ဘုဟတ်အတန်လေးကြားတယ်ကြားတော့ပဲဖြစ်နေတယ်ဘုဟတ်ကိုဒီကြားကိုတုံ့ပြန်တဲ့ energy မျိုးသူထုတ်သုံးနေတဲ့ဟုတ်လားဆိုလိုတာကလိုအပ်တာလည်းသူပို့သုံးနေအားတွေပို့သုံးနေပေါ့အားတွေပို့သုံးဈေးပေါ်နဲ့ရနိုင်တဲ့ MCC ကိုပိုက်ဆံအများကြီးပေးပြီးတော့ဝယ်တဲ့ပုံစံမျိုးအမြဲတမ်းရင်းရှုံးနေရှင်းစင်ချင်တယ် Parasympathetic rest and restore response. Put your awareness on your heart and feel your heart. ဒီဟာကအာနာပါနလုပ်ရတဲ့နာပရမတ်ဆုံး Now imagine that you are breathing into the heart space around your heart. Breathe a little slower and a little deeper than usual. ခါနဲ့အသက်ရှူရပို့ပြီးတော့နည်းနည်းဆိုင်ရှူပေးပါ Now bring to mind a positive aspect ဒီအရေးကြီးနာခဏလေးရ that person or place that you appreciate. မှတ်ပြီး The person or place that you appreciate သူတို့လောက်တာလွယ်လွယ်လေးလောက်တာပေါ့ဟိုဖြည်းစုံသင်ပေးတာမဟုတ်ဒီဟာတရားတရားတင်ဖို့အတွက်တက်မပြန်ရှင်နေရလောက်တာကယ်လီဖိုးနီးယားတက်အဲ့တော့လူဖြစ်တဲ့နေရာဖြစ်ကိုတန်ဖိုးထားတဲ့နေရာတန်ဖိုးထားတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကြောင့်အဲ့နေရာကြောင့်ပြန်တွေးပါ appreciate တန်ဖိုးထားရှင်းစက်တယ် And let yourself feel that appreciation and gratitude. And if it feels natural, let yourself smile. Now radiate this feeling out to your family, to your friends. ပထမဆုံးကိုယ့်ဟာကိုမုဒိတာဖြစ်အောင်ဟောမယ်တဲ့နောက်ပြီးပါတော့ radiate this feeling out to your family, your friends, your co-workers တခြားလူတွေကိုမုဒိတာဟောပါ expect လုပ်ချက်အဲ့ဒီမုဒိတာခံစားမုဒိတာ feeling ဘယ်သူစီရောကိုမိသားစုဖြစ်ကိုမေ့စေဖြစ်ရင်ကိုယ့်ရဲ့လုံးပေါက်ပဲတဲ့ကိုယ်ကိုရှင်းဆက်ချင်တယ် The campus, the city, the campus the city the planet ကိုနေတဲ့ဘရဝုံကိုနေတဲ့မြို့ဖြစ်ရင် the planet ဆိုတာကစัจ java တစ်ခုလို့ရှင်းဆက် this is both medicine can do it anytime. this is the time medicine ဒီဟာကတကယ်ကိုအစွမ်းထက်တဲ့ဆေးပါနော်ဆေး you can do it anytime any place အချိန်မရွေးနေရာမရွေးကို
ကိုယ့်အကိုစိတ်ကူးတယ်ရှင်းစက် San Francisco campus California တက္ကသိုလ်ကနေပြီးတော့ထုတ်လုပ်တဲ့ဗီဒီယိုကလစ်တွေဖြစ်ပါတယ်သူ့ရဲ့နာမည်တော့ထုတ်လုပ်တဲ့မူတည်တာဒါဖြင့်ခေါင်းလို့မူတည်တာအကြောင်းနှစ်ကြိမ်ပွားမယ်နော်ပထမဆုံးကိုယ့်အကိုမူတည်တာပွားကိုယ့်ကိုမူတည်တာပွားဒုတိယကြိမ်ကျတော့မိမိနဲ့တူပါပွားမယ်မိမိနဲ့တူပါပွားခင်မှာနောက်တဲ့ဗီဒီယိုကလစ်ကိုကြည့်ဒီချိန်ကျတော့ဘာလို့3မိနစ်ပဲပွား3မိနစ်ပထမဆုံးဣရိယာပုတ်ပြင်ပေးမယ်မကြည့်သေးဘူးအဲဗီဒီယိုမကြည့်နဲ့ကိုဘုံကြည့်ကဲအကောတော့တင်ပြခွေထိုင်အကနန္ဒရာတင်ပြခွေထိုင်ပြီးရင်ခန္ဓာကိုဖြောင်းမစွာထားပါအဲ့ဒါမှအသက်ရှူလို့ကောင်းခန္ဓာကိုဖြောင်းထားအသက်ရှူပြီးတော့ကိုယ်ခန္ဓာကိုပြန်ကြည့်မျက်လုံးနဲ့မဲပြီးအသက်ရှူပြီးကိုယ်ခန္ဓာကိုစိတ်နဲ့ပြန်ကြည့်ငါခန္ဓာကိုဖြောင်းပြီးရှေ့ကိုလည်းရိုက်သလားနောက်ကိုလည်းရိုက်သလားအဲ့ဒီဟာကိုလေ့လာအရင်လေ့လာဣရိယာပုကိုအရင်လေ့လာဝင်လေထွက်လေညင်ညင်သာသာရှုပင်ခက်ရှိလေးအားဆိုင်ပြီးတော့ခက်ရှိလေးရှုပင်နေတော့ကိုယ်ဣရိယာပုကိုပြန်ပြင်းဒီမှာမိုးရရှိသလားပခုံးလို့နောက်ကိုယ်ခါလို့လက်မောင်းလို့တင်းတာရှိသလားတင်းနေဆိုရင်မပြင်းနဲ့ဝင်ရထွက်ရကြည့်ပြီးတော့သူ့ကိုလက်ခံဒီနေရာလေးမှာတင်းနေတယ်တင်းနေရာအတိမဖြူပြီးတော့မှစိတ်ထဲကိုကြည့်ဘာဖြစ်လို့တင်းနေတာတော့စိတ်ကဘာဆိုရနေတာတော့အရာကြီးကြည့်ပြီးဆိုရင်ကိုယ်ဣရိယာပုကိုပြင်လို့ရပြီကိုယ်ဣရိယာပုကိုချောင်းမအောင်ပြန်ပြင်ကိုယ်ခေါင်းဘေးကိုနည်းလေးဆောင်းနေသလားခါနည်းနည်းဆောင်းနေသလားအဲ့ဒါလေးကြည့်ခင်တွင်ဣရိယာပုဟောဆောင်လို့စီချောင်းကောင်းကနာချောင်းកើကနာဆိုင်ထွေးစေလမ်းတိုင်းထွေးစေခေါင်းလေးလာစီခင်တွင်ခင်တီတိုอย่าเบรมึนกายเสียด้วยใส่สมาธิด้วยคุณเด็กขามุทิตาวาเมกูบอกว่ากูชูซาเกเรในยามเต้ากูเพียงด้วยมาลืมไงเดี๋ยวส่วนยังเจ้ามาဒီကြောင်းတဲ့နေလို့ဆိုရင်ဘယ်ဘာသာရကိုကြိုက်တော့အဲ့ဘာသာရကိုဘယ်လိုအားဆိုင်ပြီးတော့လေးလာတော့အဲ့ဒီအပြန်ပြီးတော့ကိုကြိုးစားမှုအတိမဖြစ်ပါမိဘတွေနေနေဆိုရင်လည်းငယ်ကကြိုးစားခဲ့တာတ
တခုပြန်တွေ့ကျိုးစားကြရပြန်တွေ့ပြီးရင်အိမ်တော်ပြုပြီးတဲ့နောက်ပိုင်းမိသားစုရဲ့ကျိုးစားတာသာသမီရဲ့ကျိုးစားတာအဲ့ဒါတခုလောက်ပြန်တွေ့နောက်ပြီးရင်တတ်တော်ကြောင့်တိုင်းမှာဆရာတော်ကြီးရဲ့ဦးဆောင်မှုနဲ့အားလုံးပါလေကျိုးစားထားတယ်အဲ့ဒီခုပြန်တွေ့တော့ခုကြည့်အောင်คือบทคืออะไรคือบทอันนี้มันคือสามัญเขาเข้าใจเหตุอีสานเข้าใจเหตุลิขะเข้าใจเหตุการณ์เข้าใจเรื่องรูปร่างขึ้นโบนขึ้นเสียงมักมันเขาเข้าใจอย่างปีเปิดมายุบยองเขาขึ้นมักมันขึ้นอันเขาเข้าใจดุนยาชิมวนะมาสอนเนี่ยลาดุชิมวนะมาสอนเนี่ยကိုကျိုးစားကိုပြန်ပြီးတော့တတိယအနုတ္တိလို့ခေါ်တယ်ကမ္မထန်တစ်မျိုးမူจิตာလို့လည်းခေါ်တယ်ဘုရားကြီးကျိုးစားခဲ့တယ်ဒီတတ်တော်ကြောင့်မှဆိုရင်လည်းပဲတိုင်းဘုဆရာတော်ဥပဆရာတွေမှာဥဆောင်ပြီးတော့တနေ့ကကျိုးစားကြတယ်ဒီဆရာတော်ရဲ့ဝိနည်းအစရာပူဇော်ပွဲတိုက်တိုက်မြဲမြဲဖြစ်အောင်ဝိုင်းကျိုးစားကြတယ်ဘုရားတိတေနာရုံနဲ့အဲ့ဒါပြန်တရိယာပြီးတော့ကိုကျိုးစားမှုအထင်မှပြုကြဒုညအတိမပြုတာဘုညောနဲ့မဆောက်ကိုချက်ထားတဲ့အစားစားကိုယ်ကိုယ်ပြန်စားတော့ဝါကြကြနာစားတော့မယ်ကိုချက်ထားတဲ့အစားစားကိုမစားပဲနဲ့သူများကခွင့်ကျွေးတဲ့အခါကျတော့စားနေဆိုရင်သူများလည်းကိုယ်တော်တော်ချင်းမရှိလာပြီးတော့ခွင့်ကျွေးရစီတဲ့အခါလေးပေါ့သူများနဲ့ကိုယ်လာပြီးတော့ချင်းဝမ်းနဲ့တိုင်းဆရာတော်ဘောဆရာတော်ကထော်လိုက်တာလက်ကျဆရာတော်ကလည်းဒီပညာထော်လိုက်တာအဲ့ဒီလိုပြောရင်ကိုချက်ချက်နဲ့ကိုရှာထားတဲ့ကိုစားစားသူများကခွင့်ကျွေးသူတို့ယူလာတဲ့အစားအစာမဟုတ်ဘူးသူတို့စားစားကိုစားစားကိုစားစားကိုမစားတဲ့ဟာကြောင့်တရားနာပေးတဲ့တွေပဲကိုချူစားရတဲ့အရာတော့ဒီနေ့ညပြန်ပြီးတော့ခရီးရပါဘုံနေနေဆိုရင်ဒီနေ့နဲ့ရှင်းလာနေပြီးတော့10နိုင်ခွဲထိထောင်ကြီးရှမ်းပြည်နယ်ဘုရားတန်တုမှာကျောင်းသားအသက်နောက်ယဟန်တိလရှင်လူပုဂ္ဂိုလ်40နဲ့မှာ45ပါ45ဦးမနက်ကအကောင်းဆုံးကျိုးစားပြီးစံတင်ပေးတယ်အေးအောင်ဆိုင်လည်းပဲကျောင်းသားတဲ့တွေကိုကျူးစုတဲ့နေရာမှာ growth mindset အကြောင်းပြောတယ်အဲ့ဒီတိုင်းကမက္ကဆီကိုနိုင်ငံနဲ့ကျွမ်းလာတဲ့ဆရာတော်အဲ့ခိုင်နေအဲ့ဒါကိုပြန်ပြီးတော့ဒီတစ်ပတ်မှာအကောင်းဆုံးဖြစ်အောင်ကျိုးစားခဲ့ကိုယ်လုံးလာပြီးကိုပြန်ပြီး
ဒီဟာအရေးကြီးတဲ့တရားနာပိတ်တယ်ကိုယ့်ကိုအားမရတဲ့အရာဆိုရင်တတိပေးဖို့တော့မလိုခဏခဏတတိယနေကိုယ့်ရဲ့အားမြင်မှုကိုယ့်ရဲ့ကြိုးစားမှုအဲ့ဒါအကြောင်းကိုယ်ကိုယ်တိုင်ပြန်ပြီးတော့မတွေးဖြစ်တခြားလူတွေတတိပြုမိပြီးတော့လာချင်းမွန်တော့ပဲမတိစိတ်ကညှော်လင့်နေတယ်ဒါကြောင့်ကိုကြိုးစားရတယ်ကြိုးစားနေစေအရာတော့ဘုရားတရားနောက်ဗီဒီယိုတစ်ခုကြည့်မယ်အဲ့ဒါဖွင့်လို့ရပါပြီနောက်ဗီဒီယိုတစ်ခုဒီဗီဒီယိုတစ်ခုကြတော့ဒီကမူတီတာကျောင်းပါပဲဒါလည်းပဲကယ်လီဖိုးနီးယားတက္ကသိုလ် Berkeley campus က campus ရှိမှုတူအဲ့ဒီကနေပြီးတော့ဗုဒ္ဓဘုံတော်ကိုရေးတဲ့ဆရာဒီဆရာဗုဒ္ဓဘာသာအဲ့ဆရာနေပြီးတော့ခေါ်တယ်ဒီအမော hardware happiness Rick Hanson Rick Hanson သူပြောတဲ့ဟာတော့ရိုးရိုးလေးပါပဲဒီတိုင်းဆိုရင်ကောင်းတဲ့နဲ့ဆိုးတယ်ဘယ်ဟာကိုတွေးဖြစ်တယ်တခြားနေရာနေပြီးတော့ဥပမာလေးတွေကိုယူပြီးတော့ပြောရမယ်ဆိုရင်လူတိုင်းရဲ့ပုံနောက်ထဲမှာဒီခွေးတကောင်ကြိုက်တဲ့နေကြတယ်တကောင်ကဒီခွေးတကောင်အရင်ကူညီတတ်တယ်စိတ်ရှိတယ်ဒီခွေးနောက်တစ်ကောင်ကြတယ်လို့မဟုတ်ဘူး jealous တယ်မနာလိုဝန်တိုတက်တယ်ပေါ့ဦးတိုတက်တယ်ပေါ့ပြီးတော့ကိုဒီကိုကောင်းဆန်ဒါပြင်အဲ့ဒီနဲ့ကောင်ကိုရဲ့အောက်နောက်ထဲမှာရံဖြစ်နေတဲ့ဘယ်တစ်ကောင်မှနိုင်မှာတော့တရားနာပေတဲ့တော့အကောင်းတစ်ကောင်နဲ့ဆိုးတစ်ကောင်ဘယ်ကောင်မှနိုင်မှာချင်းတချို့ကအဆိုးနိုင်မယ်အဲ့လိုချင်းတချို့ကတော့အကောင်းနိုင်မယ်အဲ့လိုချင်းအဖြစ်မှန်ကတော့ကိုယ်အစာကျွေးတဲ့ကောင်နိုင်မှာဒီနေ့မှာအဲ့ဝိပရိယနဲ့ကောင်ဘယ်တကောင်ကိုနှကောင်နဲ့ဘယ်တကောင်အစာကျွေးတော့အဲ့နှကောင်စားတဲ့အစာမတူတကောင်ကတော့ကောင်းမြတ်မာနာစားတကောင်ကတော့ဆုံးမြတ်မာနာစားဒါ case ကနေပြောတာပါဠိလိုပြောရင်တော့တကောင်ကယောနေတော်မနတိကဆိုအစာစားတယ်တကောင်ကအာယောနေတော်မနတိကစိတ်ညစ်အောင်ပြီးတယ်အဲ့ဒီစာကိုသူစားအဲ့ဒီဆိုရဲကောင်ပဲအစာကျွေးဘုံနောက်ကိုဓာတ်ပုံရိုက်ကြည့်နေအဲ့ဒါတိကအမိဂလာဆိုတဲ့အကြောက်တရားအခြေခံတဲ့ဘုံနောက်ကိုကြည့်နေတယ်ဟီပိုကမ်ပတ်စ်လို့ခေါ်တယ်ကရုဏာဘုံနောက်မေတ္တာဘုံနောက်ဆုံးဖြတ်တဲ့ဘုံနောက်အဲ့ဘုံနောက်ကသိနေဒါသိပ္ပံဒီကြည့်တယ်နော်ကဲကြည့်ရလေနားထောင်ကြည့်အောင်73နှစ်ကြာမှာတော့ဘုံကကြားတယ်မှာရပ်ပြီးတော့ရှင်းပြ So what I'm going to do here, if I could, is share with you a very simple yet powerful method grounded in neuroscience for turning passing experiences into lasting structure, useful structure inside the brain. In other words, turning experiences
into the happiness or the resilience or the other inner strengths that we really want inside ourselves. I sort of stumbled on this method when I was in college, and to explain to resilience ကျင့်ကြံခံနိုင်စွမ်းရည်လောရရှိတဲ့ပဲသူပြုံးနိုင်တယ်ခက်ခဲနဲ့တွေ့တဲ့ခါလည်းပဲပြုံးနိုင်တယ်ခက်ခဲမရှိတဲ့ခါဆိုပို့ပြီးတော့ပြုံးနိုင်တယ်အဲ့ဒီလိုပုံတော်ကိုတိဆောက်လို့ရတယ်ဘယ်လိုတိဆောက်မှာတော့သူဆက်ဆို context, I have to take you back a little before into my own up and down childhood. So I grew up in a loving home, good parents, intact family. But I was very, very young going through school. I had a late birthday and I skipped a grade. And that combined with my kind of shy and seriously dorky temperament, you know, skinny glasses, pick last for baseball, the whole thing. Well, what it led to were lots of experiences of being left out, put down by the other kids in school. Now, what happened to me was very small compared to, unfortunately, what happens to many, many other people. But we all have normal needs to feel cared for, to feel cared about. We're the most profoundly social species on the planet. You know, as we evolve in the Serengeti, exile is a death sentence. Causes have effects. And if we don't get the supplies that we need, bit by bit, it's kind of like we're living on a thin soup. You can survive, you can make it, but there's a hollowness and emptiness inside. In my own case, hopefully this will work, yes, I ended up with lots of bad thoughts and feelings. Dependency. I'm a young new creator, and the young to say him, Magina the city, Yoga, and not a one million and Joshua Seka, Navino, Sui Seka, Yan, Naked Seka, Yan, Absolute Rosero, Jama Roma, two years and more. The getting close more coaching. Jama two more coaching. Peg handle, Absolute to routine here, a bang here, at the name of me, Sato, any time of Team Milan. A Team Milan. And then the young lady, Java Chia, two penalty, and to say that the new Suda. So you are a winner. So, not better, take to Yara, take to Ma, a Daniel Malu, and the questions and the shield. Do the idea of Hoja, correct? Joshua says, and to go out of Jama. Joshua or not Jama. Social context of Georgia. Sexy, Then I went off to college, and I began to notice something really powerful and interesting. You know, some small good thing would happen. You know, a girl would smile at me in the elevator, some guy would go into football, intramural football, and say, "Good catch," and I said, "That was really good." Or guys would invite me to go out for pizza, you know, basic stuff of everyday life. And then I would have an experience, right? I would feel a little included, or a little wanted, a little appreciated. Then the question is, what would I do with that experience? If I dealt with it like I usually did, which was to kind of ignore it, you know, let it pass along, you know, I kept feeling lonely and happy. But I began to notice that if I did something different, if I stayed with a dozen or so seconds in a row, it felt like something was gradually coming into me that was actually good. And I began feeling better and better. To Jordan. Take to Yaraka, three to County, but again, Jingan, Kota, Jordan, Episaba, Negana, good morning, and I really Kota. I was basketball, Kasama, and I really Kota. Any Gaune feeling, Gaune feeling, and feeling, did I bet
ဆက်ပြီးတော့တွေးပတ်နဲ့ flitting ဆိုတာကမိုးပြေးလို့ပေါ့မိုးပြေးလို့ခဏလေးပြေးလာလို့ကြောက်သွားတယ်အဲ့ပုံစံပြောထားတဲ့ဆိုရင်တော့ငကိုကရှိနေတဲ့စိတ်ရဲ့အကျင့်တွေမပြောင်းနိုင်ဘူးအခုကျတော့အဲ့လိုမဟုတ်ဘူးသူလူတယောက်က good morning လို့ပြောရင်အဲ့ဒီလူကြောင့်ဟောဒီလူရင်ကြီးတယ်ဆိုတော့အဲ့လူအကြောင်းဆက်ဆက်ကဆက်တွေးဟောဒီလူဒီလူရှိတယ်ဟောဒီလူရင်ကြီးတယ်နောက်ဒီဥဆိုင်တယ်တခါမှကျတော့တက်လေကလည်းပြုံးပြတယ်စကားမပြောဟောဒီလူကလည်းစိတ်ကောင်းရှိတယ်သူဘဝမှာစိတ်ကြည်လို့နေမှာသူလည်းတော့စိတ်ထားတယ်အဲ့ဆက်ဆက်ကအဲ့ဒီတောင်ပြီးအစားတော့ကောင်းစားတယ်ဆိုရင်အဲ့စားတော့ကောင်းတာပို့ပြီးတော့တွေးပြီးလိုက်တယ်ဒီလာပါရရှုခင်းနေတွေ့တယ်အဲ့ရှုခင်းကဆက်ဆက်ကတော့ပို့တွေးပဲကောင်းတဲ့ဟာကိုဆက်ဆက်ကပို့တွေးပြီးအတွေ့အကြုံတစ်ခုကိုဆက်ဆက်ကပို့တွေးပြီး10မိနစ်မှာစက္ကန့်60ရှိတယ်10မိနစ်မှာအတွေ့အကြုံ6ခုကိုတွေးပြောင်းပြီးတယ်လို့ကောင်းတယ်အဲ့လိုလုပ်တဲ့အခါကျတော့ဒီမှာကြည့်ခဏတော့ကဆိုရင်အဲ့ဒီအဝါနုရအလုံးလေးတွေကနှလုံးပဲရှိအခုကျတော့သူတို့အများစုဖြင့်1 2 3 4 5 6 7 8လုံးစုပါခဏတော့ကအနည်းအောင်ကအများစုခုနေအောင်က4ခုပဲကျန်တယ်နော်နေစစ်စစ်ပါအော်နော်အဲ့လိုပြောင်းလာတော့အဘိဓမ္မာစကားနဲ့ပြောရင်တော့ကုသိုလ်စိတ်ဖြစ်တဲ့အချိန်ကများပြီးတော့အကုသိုလ်ဖြစ်တဲ့အချိန်ကနည်းသွားတယ်အဲ့လိုပြောတယ်ရှင်းစက် Any single time I did this wasn't a mind-blowing moment. I had a few of those through other meetings for that. The good things really did add up over time for me, definitely. And now, years later, many years later, as a neuropsychologist, I began to understand what I was actually doing. It wasn't just changing my mind, I was actually changing my brain. That's because, as the neuroscientists say, neurons that fire together wire together. Passing mental states become lasting neural trails. Bit by bit, I was actually weaving these resources into the fabric of my brain and therefore my life. There are many examples of ways in which mental activity can change brain structure. For example, taxi cab drivers in London at the end of their training have a thicker brain in a key part called the hippocampus that does visual spatial memory. And a different kind of example, I don't know if anybody here experiences stress, right, occasionally. Well, if we have the experience of stress, that releases cortisol in the body, it goes up into the brain. Cortisol gradually stimulates the alarm bell in the brain, the amygdala, so it rings more loudly and quickly, and cortisol weakens. It actually kills neurons in the hippocampus, which besides doing visual spatial memory, calms down the amygdala and calms down stress altogether. So this mental experience of stress, especially if it's chronic, moderate to severe, gradually changes the structure of the brain, so we become progressively more sensitive to stress. The mind can change the brain, can change the mind. Knowing this is really valuable because the inner strengths, to go back to the beginning of my story here, the inner strengths that we all want, happiness, positive emotion, determination, feeling love, confidence, the virtues, the executive functions, those are all built on the brain. The question is how to actually get them into the brain. The interesting thing is that most of the wholesome qualities of mind and heart that help us cope with life, including coping with hard things, and have a lot inside ourselves to give to other people, most of those inner strengths are built from positive experiences of those strengths. If you want to feel more confident, for example, have more experiences of accomplishment or coping. If you want to have a more loving heart, practice more moments of compassion and kindness for others. The problem is that to get these experiences into our brain, we have to overcome the brain's hardwired negativity bias. This negativity bias means that the brain is very good at learning from bad experiences,
but bad at learning from good ones. In other words, good experiences kind of bounce off the brain unless we do a little thing that I'm going to tell you about in a moment. Meanwhile, bad experiences sink right in. The reason for the negativity bias is that our ancestors had to pay a lot of attention to bad news because if they survived it, they had to remember it forever, right? Once burned, twice shot. These days, we have ordinary experiences of this. Think about a relationship you're in, right? With someone you live with, work with, sleep with, whatever. You know, let's say 10 things happen in a day with that person. 5 of them are positive, 4 are neutral, 1 is negative. Which is the one we tend to think about as we go to sleep, right? That's why a lot of studies show that a good long-term relationship typically needs at least a 5-to-1 ratio of positive to negative interactions. That's a cautionary tale, right? All right. So that's the negativity bias. It creates a fundamental bottleneck in the brain that creates a weakness in both informal efforts and formal efforts to grow, to heal, to train ourselves in different ways. You know, whether you're a psychologist like me or a meditation teacher like me or a corporate trainer or coach, a parent, I'm also a parent, my wife, or you're trying to help people in one way or another, we tend to be very good at activating positive mental states, but are we very good at helping people install them in the brain? I don't think so. There's been this long-standing assumption that if we just get a good thing going, somehow it'll sink in. What can we do? We can learn to take it in the good, to pop open this bottleneck in the brain, and gradually weave good experiences into the fabric of our brain. So I thought we could actually do it right now. Something experiential. All right, here's Marin County. There we go for it. So we'll just start right now. It's a little weird, but artificial. Why not? All right, just go for it. So I'll take you through this kind of informally, then I'll explain what we just did. So if you could, bring to mind someone that you know cares about you. It could be a pet, it could be a group of people, it could be a person in your life, in your past. It doesn't really matter. What you're trying to do is have a good experience, a simple good experience of feeling cared about. You're trying to help the idea of this person, or the image, or memory become a feeling. Okay, I'll try. And then once you get it going, you're moving out of concept to experience. Stay with it. It's kind of a critical mass of time, threshold. Things have to last long enough in our experience to transfer from short-term memory moments to long-term storage, including emotional. And meanwhile, you can sense that this experience is going into you, you're absorbing it. It's sinking into you, feeling loved as you sink into it. A simple moment, 10, 20 seconds, usually won't change your life, but bit by bit, it can really make an enormous difference. I'd like to tell you the little steps of taking it to good. They're very simple. I even have a clever acronym that you use to remember them. Our daughter thought of the last word of the acronym, very important, so I want to give her credit. So, in the first step, have a good experience. We've got to activate it. We've got to get it going, right? The brain is like an old school cassette recorder. It records the music by playing. We have to have an experience. In the second step, enrich the experience. Help install this activated mental state into your brain as a neural trait. You know, let it last, help it grow in your body, help it become increasingly intense. Give yourself over to it. And in the third step of taking the good, absorb it. Sense and intent that it's sinking into you. This will prime memory systems. This will sensitize them so they'll be more efficient at encoding the experience into neural structure. And then, if you want to, the optional step is to link the positive experience with something negative. You gotta be a little careful about this because you don't want to be hijacked by the negative. But if you can stay strong on the positive, it will gradually associate with the negative. Neurons that fire together wire together. And it'll go into the negative to soothe it, ease it, even gradually replace it. And you can use this step of taking the good, where you're linking positive and negative. For yourselves, or for children, or for clients, students, or others you care about. You can use this method to heal old pain or neglect, whether in adulthood or childhood, even reaching down into young
different parts of yourself. To kind of sum it up here, we have 4 steps that become an acronym. HEAL English can use Kusan. Ana yoga Kusan. Sitanya Kusan le amo le di kana ma shi de. Tanya de ko se le de kama kana ko tu atu. ပြောင်းကင်သွားအဲ့တော့ heal လို့ခေါ်တယ် healing ခေါ်တယ်အဲ့မှာ heal ဆိုတာ HEAL H က have positive experience ကောင်းတဲ့အတွေ့အကြုံရှိအောင်လုပ်ပါတယ်လူတိုင်းရှိတာပဲဟင်းကောင်းလူတိုင်းစားဘူးလေအဝတ်စားကောင်းလူတိုင်းဝတ်ဘူးလေချင်းမုန်းခံရတဲ့မိဘတွေချင်းမုန်းဘူးလေဆရာဆရာမတွေချင်းမုန်းဘူးလေတကယ်ချင်းတွေလည်းချင်းမုန်းကောင်းတဲ့ဟာတွေမြင်ဘူးအဲ့အတွေ့အကြုံကောင်းတဲ့အများကြီးအဲ့ဒါ H အဲ့ဟာကို E က enriches ဆိုတာပို့ပြီးတော့အားကောင်းတာသူနဲ့သူ့ကြောင့်ဆက်ပြီးတော့တွေးတာဆိုတော့အဲ့ဒီတွေးကြွယ်ဝအောင်လုပ်တယ်ဆိုတာက enriches အဲ့ကြောင့်ဆက်တွေးတာကိုပြောတယ်ဒါကြောင့်အနုမောဒနာဆိုတာမောဒနာကဝန်တာတဲ့အနုဆိုတာကခဏခဏပြန်တွေးပြီးတော့ဝန်တာအဲ့ enrich လို့ပြောတယ် HE ဒီ absorb ဘယ်လောက်ထိလုပ်လို့ဆိုတော့ခဏခဏအဲ့ကြောင့်တွေးရတာဆိုတော့ second edge မသိစိတ်ထဲမှာတော့အဲ့ဒီဝန်တာတဲ့အချင်းကကြောင်းလာတယ် absorb အဲ့ဒီလိုလုပ်နိုင်တယ်ဆိုရင်နောက်ပိုင်းကျတော့ကောင်းတဲ့အတွေ့အကြုံကိုအခြေခံပြီးတော့မကောင်းတဲ့အတွေ့အကြုံဘယ်သူကငါ့ကိုပြောဖို့ဆိုတာကတော့ဒါနဲ့ငါ့ကိုကောင်းတဲ့လူတွေအဲ့တဲ့ပုံများတယ်ငါ့ကိုရံမှုတဲ့လူတွေငါ့ကိုရံမှုတဲ့လူတွေပုံများတယ်အဲ့ဒီလိုကိုတွဲပြီးကြည့်နေတယ်ကအဲ့ဒါက link positive and negative materials ကောင်းတဲ့ဆိုတာနောက်ဆုံးအဆင့်မှာတွဲပြီးတော့ကြည့်နေအဲ့ဒီတည်းဆိုးတဲ့အတွေ့အကြုံတွေမကျေနပ်စရာတော့တွေ့ကြတယ်သူတို့မှအင်အားမရှိတော့ဘူး HEAL အဲ့ဒီဟာကိုဘုံတော့3နှစ်လောက်လေ့ကျင့်နေတာပထမဆုံးတော့ဒီတစ်ပတ်အတွင်းမှာကိုကြိုးစားခဲ့တဲ့အရာတစ်ခုပြန်တွေးပါမိသားစုတွေကြိုးစားပြီးတော့အစာအာဟာရပြုလုပ်တာကဒါမှမဟုတ်အားပေးတာကကိုကျမ်းမာရေးစောင့်ရှောက်တာတစ်ခုပြန်ပြီးပြီးရင်ကိုမိသားစုနဲ့တရားဝင်ရွေးပြီးတော့သူတို့ဘယ်လိုကြိုးစားလဲကောင်းကင်ကိုကြည့်ပြီးပါနှစ်ခုရှိပြီနော်ကိုတွေ့တဲ့ခုမိသားစုတွေနံပါတ်3ကတော့မွေးနေ့ရှင်ဆရာတော်ဘုရားကြီးကဒီဓာတ်တော်ကျောင်းမှာ49ဝါတရေတော်ဝင်းတော်ဘာသာနာပြုတာ49ဝါဆိုနဲတာမဟုတ်ဘူး49ဝါဒီတဲ့နဲ့တက်တော်ငယ်တဲ့အချင်းဆိုရင်ဘယ်ပဲတော့ရလေးရနေပင့်တယ်ကြွားပေးတာပဲအဲ့ဒါနိုင်ငံတော်သံဃာမန္တန်ကဆရာတော်ကြီးဒုတိယဝရဆရာတော်ကြီးအဲ့ဒီရာထူးနဲ့အဲ့ဒီတာဝန်နဲ့တော့ဘယ်သူကပဲနော်မရွေးဘူးအယုတ်လက်မရွေးဘူးအကုန်လုံးကြွပေးတယ်စံတင်နာဆွေလည်းစတဲ့ပို့ချပေးတယ်50နှစ်တာကာလပတ်လုံးတရားရဲ့ပုံပေးတယ်ဥဆောင်ပေးတယ်ကိုเจ้าနဲ့မကဘူးတခြားเจ้าတွေတခြားမျိုးနဲ့နိုင်ငံတော်အဆင့်အလုပ်တွေဆရာတော်ကြီးလုပ်ခဲ့တာဒါကြောင့်မလို့အခုလောလောဆယ်မှာနိုင်ငံတော်ဩဝါဒစရိယဆိုပြီးတော့ချီးမြှောက်ထားခြင်းအားကိုးခံရခြင်းနော်ခံရဒါကြောင့်နောက်ဆုံးတစ်ခုကတော့ဆရာတော်ကြီးကြိုးစားမှုတစ်ခုကိုတွေးပြီးမုဒိတာလုပ်ပြီး
သုံးခုနော်ကိုယ်အတွက်တစ်ခုမိသားစုအတွက်တစ်ခုဆရာတော်ကြီးတစ်ခုပြန်ပြောမယ်ကိုယ်အတွက်တစ်ခုမိသားစုကောင်းကြောင်မုဒိတာတစ်ခုလို့ပြီးရင်ဆရာတော်ကြီးအကြတစ်ခုထွေးပြီးတော့မုဒိတာလုပ်မယ်ကဲတရားထိုင်မယ်တက္ကမဝန္တတန်တနာဝန္တဆွေမုဒိတာတို့ကောသောခက်စေသမာဘွေရောက်တယ်မုဒိတာဘုရားတော်ခေါ်နေဘွေရောက်တယ်မုဒိတာစေရှာတော်ဟောวันเกิด45ปีอันเช้ากัจจมา42ปีที่จอมทัดต่อเนี่ยที่ดิเตเนี่ยเอาไปถึงนั่นก็จะเข้าใจว่าทั้งนี้เป็นวนอันหนึ่งมักมันสักอันหนึ่งอันใดตัวนี้ก็มีเดียร์ไทยchoose one kuti dan mungkin apa itu kemudian dalam sesi berapa anjing jadi mungkin ada yang aslinya usaha Kapan ini cempi babi, ikut kata mimpi itu karuna nabido, tercatunya itu karuna tutupin wineshin, judoshin, luelen, dato tanah ugula, dato beresa denai, usi berdana naga. Nano ora sering cerita siapa biasa doa pada dapatnya nanda materinya di bawah data data pribadi data
သာသနာပြုခဲ့ပုံများကိုမုဒိတာပွားများရာသောကောင်းမှုကုသိုလ်ကံစေတနာကြောင့်တရားနာပိဋကများအလုံးဘေးကင်းရပါကျမ်းမာချမ်းသာကြပါစေနေစဉ်နေထိုင်ဣဒံမောတတိပိသမောတတိယခုဘဝပျော်ရွှင်ကြောင်းနောက်ဘဝပျော်ရွှင်ကြောင်းအချင်းကောင်းဖြစ်သောမုဒိတာတရားတော်ကိုကျင့်ကြံပွားများပြီးတက္ကနာအရှင်နုရောဓမထေရသူမနာတာနေများခဲ့သောဝိပဿနာတရားကိုမုဒိတာအခြေခံဖြင့်လွယ်လွယ်ကူကူလင်းလင်းမြန်မြန်ထိထိရောက်ရောက်မဲ့ဉာဏ်ဘုံဉာဏ်နိဗ္ဗာန်တရားတော်များကိုမျက်မှောက်ပြုနိုင်ကြသောပါရမီရှင်များဖြစ်ကြပါစေ။သာဓုသာဓုသာဓုယခုပရမညာအထူးတရားကိုဓမ္မပရိကရှမ်းပြည်နယ်ဘုရားတဲ့ကိုကျေးဇူးရှင်အောက်စဖို့ဆရာတော်ဒေါက်တာဝရဒပညာတော်တာမီဟောကြားခြင်းနဲ့တော်အားတော့ပုဒိတာတရားများကိုနာယူပြီးရတော့အစီအစဉ်အရဓမ္မပူဇာအလုံးစုံများကိုဆက်ကလနာတော်မှာဖြစ်ပါတယ်။တို့ဖြစ်ပါလေဓမ္မပူဇာများကိုလူသားမင်းများအတွက်ပရမဝိဇ္ဇာဒါကပရမဝိဇ္ဇာမွေးနေ့ရှင်ဖြစ်တော်မူသောလူမျိုးတော်ရဲ့ကျောင်းတိုင်းဥစီကနာနာကဆရာတော်ဘုရားကြီးနောက်လူတော်ရောဓမ္မပူဇာအလူမျိုးတိတ်30ကျတိတိကိုဘုရားကြီးပါရေကောင်းပြီးဥက္ကဋ္ဌစံရရှိမှာအလုံးပူဇာဆက်ကလေးတော်များများစိတ်ဖိတ်ပါကြပါပြောပါတယ်ဆက်ပြီးတော့ဓမ္မပူဇာဆက်ကညာလို့ MT အတင်ပြောင်းပုံမှန်ထားပြီးယူစီပွဲဥထာအစရောဥထာမှုအာဂတိစီတာတိညာများစုတပ်ဖွဲ့များဒီသားစုမှာဒီလာတော့ဓမ္မပူဇာကိုလည်းဥထာပဇာရရှိမှာဆက်ပြီးတော့ဆက်ကလေးပါဗျာပါကြဆက်ပြီးတော့ဓမ္မပူဇာဒီနာထားတော်ရရှိများကိုဗန္ဒာရေးကိုတော်တော်ရှိမှဆက်လက်ပြီးခေါ်သွားမှာဖြစ်ပါတယ်ဆက်လက်ပြီးဝဏကျော်ရဲ့တန်ရွှေဆောင်ရွက်ကြရေးဦးကြီးစုံစီဝါရီစတိတော်ခင်ဝင်သာသမီဒေါက်တာအောင်ထွန်းလွင်ဒေါ်နန်းဝဝလိုင်းတပီချစ်မြတ်လူချစ်ချစ်တော်မိသားစုရပုံမြို့မှာဓမ္မပူဇာသိန်း30အားပူဇာစကပ်ပြီးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆက်ပြီးတော့ဓမ္မပူဇာလူရှင်တောင်ကြီးမြို့မှာ
ဒေါက်တာဆန်းဆန်းထွန်းဒေါက်တာတန်လေးမိသားစုဓမ္မပူဇာလူတွေငါးသိကြတယ်စက်ကတူလာပြီးပါရဖိတ်ခေါ်ပါပါဆက်ပြီးတော့တစ်ဆက်တည်းမှာပဲလူလူမျိုးကိုရောက်တော့တင်မှာဒေါ်လာရွှေကိုငါးရင်မှာဓမ္မပူဇာလူတွေငါးသိကြကိုတော့ဆက်ပြီးတော့ရန်ကုန်မြို့ဒေါက်တာကားဦးဒေါက်တာဖြူဖြူသိမိသားစုမှာဓမ္မပူဇာလူတွေငါးသိကြတဲ့ဒီကိုတော့အားလုံးစုပေါင်းပြီးတော့ဆက်ကပ်ပေးပါညာပါကြပါသာဓုသာဓုသာဓုဆက်ပြီးတော့ပြည်လုံးရဲ့ဦးဆိုင်တော်လာဒေါ်လာဆန်တော်မိသားစုပြည်လုံးရဲ့မှာဓမ္မပူဇာလူငွေငါးသိန်းချတဲ့စက်ကလူသားလေးပါရဖိတ်ခေါ်ပါပါခင်ဗျာဆက်လက်ပြီးဦးဆိုင်ရင်ဝင်ဒေါ်နန်းရွှေစာမိသားစုရပ်ကွက်ထဲမှာလူငွေစက်ကပ်တန်းပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဦးဆိုင်ရင်ဝင်ဒေါ်နန်းရွှေစာမိသားစုမှာလူငွေစက်ကပ်လူတန်းပေးပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင်sẽ đây khi mọc chứng đúng sáng đó là bà nắng thủy lưu khẩu tăng hơn nguyên lai khả ba gặp bệnh tăng đủ sẽ gặp đi khá xịp xèn khảo Xin hãy biết bỏ báo lũng sang loại ca sang cú si với mưng đồn khẩu má gặp bị bệnh cú chung những đòn sòng xẻn ra khảo
ဆက်လက်ပြီးလူရှင်ဦးဆိုင်မြဝေဒေါ်နိုင်ရွှေစာမိသားစုမှလူဝေစကားလူတန်းပေးပါရဲ့ခေါ်အပ်ပါတယ်ရှင် ဆက်လက်ပြီးတော့ယနေ့ညတရားနာပိသများအားလုံးစုပေါင်းဓမ္မပူဇာပြုပြီးစုပေါင်း73လေး6တောင်း9တောင်ကြာတည်တည်ပြပါတယ်ယနေ့ညတရားနာပိသများအားလုံးရဲ့စုပေါင်းဓမ္မပူဇာပြုပြီး73လေး6တောင်း9တောင်ကြာတည်တည်ပြပါတယ်ဒီလူဝင်များကိုတရားနာပိသများအားလုံးကိုစားဘွဲတော်ကောင်လေးဥပဒနာအောင်ဆက်လက်ဆက်ကပ်ပြီးပါများပัญจအာရပါရောက်နေတယ်ယနေ့တရားနာပိဋကပေါင်းဓမ္မပူဇာစုစုပေါင်းဝေ130 8,000ချက်တိတိဖြစ်ပါတယ်ရှင်အာသာဒုသာဒုသာ
Sadhu, sadhu, sadhu. Padika Zadana Ajo Butong Tamdara Khẩu Hoa Khai Khai Bình Trọng Áp Bùi Đạt Trẻ Để vào chúc chủ yếu khi mà gặp lại của bà onกันยักษ์นั้นอิสระใจ Padika Khám này chụp lại năm đấy để các chú biết khẩu Trọng Áp Bùi Đạt đang xem trong mốt trần đủ khẳng đây này ní nâng bảo bái ship hạ chén trên 10 bái để hiện được điều đi cá anh ấy dẫu thầm á Padika khả dẫu cụ lũng rồi là các máy thầm á sẵn yêu khá đủ trán khuyến cái gì kéo xóm mà áo khá để đang xem trong mốt nên hãy bố lại hồn trông sẽ có để sản thu còn sẽ có đi cao Sadhu, sadhu, sadhu. Thì ba ở trong khu là đi đâu khá hát đầu sẽ có đi khá ขอประกาศขึ้นมาหาบอกเป็นทางนานแล้วขึ้นดูขึ้นมาดูแต่สาขอประกาศโอเคกองขึ้นมาหาบอกขึ้นดูขึ้นขาจ้องซ้อมอันเหตุจ้องซ้อมเหตุจ้องซ้อมจะขึ้นดูขึ้นหมดsau này sẽ xuống ra chào đợi câu một chẳng chúng ta thế lưu ya này thế lưu ta họ dạy năng But the master won't cheat or shame passes her behind him. I'm Yahweh living Amen. I'm Yahweh people, Jewish, my bones are behind him. Shambata, I'm Yahweh living another celebrate of Yahweh Tayama. Ethiopia, Yaponata, Chanya, Eji, Bemeni, Che. Kusume denai
နောက်ဆုံးစစ်စင်ရဘုရားမြတ်ဆုံးယတနာတရားမြတ်ဆုံးယတနာအာဂါမြတ်ဆုံးယတနာယတနာမြတ်လုံးပေါင်းထိတ်ထားခြင်းဓမ္မဂရိကဆရာတော်ဘုရားအားရှိခိုးပူဇော်ပူမြောက်ပါလျှော့สุขังสรณังวนามามิสินาเอเดนะสัจจาวเจนะสัมมิติโยวิวัชชันตุสุขโลกวินัสตุอาเดวะวันตันตระยาสุขิติกายุโกภะอภิวาทนาสิริสานิจังอุทาปัจจายนะชัตตาโรธัมมาวัฏันตุอายุวันโนสุขังภะลังสาธุสาธุสาธุဆရာတော်ဓမ္မဂရိကဆရာတော်ဘုရားအားဖြင့်ပြည့်စုံခြင်းဖြစ်ပါလေ။ဟောကားဒီဒီပါအောင်ခံဓမ္မဂရိကစရံဒီထောက်ခါအင်္ဂါရောပေါ်လာခါဆိုပြီးတာဖိုင်တိုင်ကတော့ဆရာကျောင်းခါလည်းကမ္ဘာကျော်ဒုစရစင်စာရတ်တာဆရာကျောင်းSa